ရသော်ဗျာကိုယ်တိုင်းကိုကအိမ်တောင်ဘက်တီနဲ့ပတ်သက်ပြီးတော့ဟောထားတဲ့သုတ်တန်တစ်ခုရှိတယ်။တံဝါဒသုတ်လို့ခေါ်တာ။အိမ်တောင်ဘက်တီရဲ့အမျိုးအစားကိုခွဲလိုက်တယ်။အမျိုးသားကကိုချင်းသီလရှိတယ်။အမျိုးသမီးကကိုချင်းသီလမရှိဘူး။အမျိုးသမီးကကိုချင်းသီလရှိတယ်။အမျိုးသားကကိုချင်းသီလမရှိဘူး။နှစ်ဦးလုံးကိုချင်းတရားမရှိဘူး။နှစ်ဦးလုံးကိုချင်းတရားရှိတယ်လို့အိမ်တော်စု၄မျိုးခွဲခြားပြီးတော့ဟောထားတာရှိအဲ့တော့အကောင်းဆုံးအိမ်တော်စုဆိုတာဘာလဲလို့ဆိုရင်အမျိုးသားကလည်းကိုချင်းသီလရှိတယ်အမျိုးသမီးကလည်းကိုချင်းသီလရှိတယ်ဆိုလို့ရှိရင်တော့ဒါပြည့်ပြည့်စုံတဲ့စက်တည်ရှိတဲ့သီရိကေဟာဖြစ်တာဒီထဲမှာသားတွေသမီးတွေကလည်းပဲမိဘကိုခြေရနင်းလာပြီးမိဘခြေရအတိုင်းမိဘရဲ့ဆုံးမမှုအတိုင်းလိုက်နာပြီဆိုလို့ရှိရင်တအိမ်လုံးစက်တည်ရှိတဲ့သီရိကေဟာဖြစ်တာဒါကိုအိမ်လေးတွေကိုစီယုံနှုံးဆော်ပေးဒါနဲ့ပိုင်းမှာဆိုရင်ဘုရားကံတန်ရှင်းပဲဘုရားရေချမ်းတို့ပန်းတို့ဆက်ကလူတန်းပဲညဆိုရင်စီမီဆက်ကလူတန်းနဲ့ဘုရားရှင်မခိုးနဲ့ပဲအိတ်ဘူးဘုရားတန်တရားတန်လေးနဲ့မှအိတ်ကြတယ်ဟောဒီမိသားစုကအန္တရာယ်လဲခင်းပြီးတော့ချက်တည်မင်္ဂလာနဲ့ပြည့်စုံတဲ့သီရိကေဟာဖြစ်တယ်အဲ့ဒါလို့ဖြစ်အောင်လုပ်နိုင်လို့ရှိရင်ဒါသီရိကေဟာဖြစ်တယ်